ဆန္ဒကိုချုပ်တည်ခြင်းရမတ်စိတ်တဘာဝနိယာမလူကျင်တာကိုရထားပြီပဲပျော်နိုင်ရဲ့လားမေးလိုက်ရင်တကယ်တော့မပျော်ပါဘူးအလိုဆန္ဒကိုပြေဝအောင်ဖြည့်ဆည်းနိုင်လိုက်တိုင်းမပျော်နိုင်ဘူးရဲ့တာယာမှုအစစ်ဆိုတာကပြီးပြည့်စုံမှုမဟုတ်ပဲမရရအောင်ကြိုးစားနေခြင်းပါတုံးခုလို့မှမရရင်ခုံပြီးတော့ခူးမယ်လူမှန်ရင်ဘတော်မှတင်းတိမ်နေလို့မရှိဘူးဘလောက်ပဲပိုင်ဆိုင်ထားပါစေဘာလို့မဆိုရနိုင်သူကြီးဖြစ်နေပါစေရလေလေလိုလေလေရနိုင်လေလေလိုချင်လေလေဖြစ်ပါတယ်အစ်စ်ဟုသမျှပိုင်ဆိုင်ခွင့်ရမှမတူထူးခြားတဲ့အရာဟုသမျှလက်ဝဲရရမှကောင်းတာဟုသမျှချုပ်ပိုင်ခွင့်ရမှကျင့်နိုင်သူတွေပါရသွားတိုင်းကျင့်သွားပြီလားဆိုတော့မဟုတ်ပြန်ဘူးအစ်စ်ထက်ပိုတစ်လွင်တာကိုပြန်လို့ချင်တယ်ထူးခြားတဲ့အရာဆိုရင်ပိုထူးခဲတာကိုတောင်းတမယ်ကောင်းတာဆိုရင်ပို့ပြီးတော့ထိတ်တန့်ကြနိုင်တာကိုပိုင်ခြင်းပဲအဆုံးမသက်နိုင်တဲ့အာသာယမတ်စိတ်ကမတိမချင်းအပူတပြင်းစေ့စော်နေတတ်တယ်အဲ့ဒီအာသာယမတ်စိတ်ကိုမတ်မော်မှုလို့ခေါ်တယ်မတ်မော်စိတ်ရဲ့အလုံးလုံးပုံကထူးခြားတယ်ပုံစံတူအရွယ်တူတဲ့လိမ္မော်သီးတွေကိုရွေးတဲ့အခါအားလုံးကတူတူပဲဆိုတာသိလျက်နဲ့ကိုလိုချင်တဲ့အသီးကိုတစ်လုံးပြီးတစ်လုံးပုတ်သက်ပုံမှုတ်ပြီးကင်တွေလိုက်ရမှဂျင်းနဲ့မိတယ်လို့မျိုးကိုစိတ်ကြိုက်ရွေးပြီးလို့ခွဲစားတဲ့အခါမှာတခြားလူကကိုနီတူစားနေရင်ကိုလိမ္မော်သီးထက်သူများလက်ထဲကအသီးဟာကိုအသီးထက်ပိုချိုးနေတယ်လို့ပိုကောင်းနေနိုင်တယ်လို့ပိုကြီးနေတယ်လို့ပိုနုနေတယ်လို့ပိုစားကောင်းနိုင်တယ်လို့မျိုးထင်မိစေတဲ့စိတ်ပါအင်မတန်စိတ်ဒုက္ခအပေးနိုင်ဆုံးသောစိတ်ဖြစ်တယ်အမှန်တော့ထင်အောင်ထင်မှာဖြစ်တာပဲဒါပေမဲ့ကိုယ်စိတ်ကိုပြန်လှည့်စားလိုက်ပြီးဖြည့်ရမှန်တစ်ခုလိုနှလုံးသွင်းရင်စိတ်ပင်ပန်းခံတဲ့စိတ်တစ်မျိုးပါမရနိုင်တဲ့အရာကိုရကျင်အောင်တမင်စေ့စော်တတ်တဲ့စိတ်ဖြစ်တယ်ယာဒူးလည်းအတူတူအလုတ်တောင်လည်းအတူတူဝိတ္တရားချင်းလည်းအတူတူလစားလည်းအတူတူဆိုပေမဲ့ပတ်စံသုံးဖြုံးတဲ့နေရာမတူကိုထက်ပါလို့ तू ကတာနေရတာလေကိုထက် तू ကပိုရနေလို့လားဒါမှမဟုတ်ကိုကပဲသူ့ထက်အသုံးများလို့လားဘာလို့အသုံးများတာလဲကိုအနေနဲ့သူ့ထက်တာဖို့လိုနေပြီလားအိမ်အောင်ကြားရချင်းတူတယ်ဆိုပေမဲ့သူ့ခင်မွန်းထက်ငါခင်မွန်းကပိုတော်ပိုကောင်းနေရမှာဘာလို့သူ့ခင်မွန်းကငါခင်မွန်းထက်ပိုတိတက်နေတယ်လို့ဖြစ်နေတာလဲပိုချစ်တတ်တယ်လို့ပိုနားလဲနေပါလားချစ်သူကဘာလို့များသူများချစ်သူကြီးစားတွေလို့မချစ်တတ်တာလဲလူချင်တာတွေကိုမဖြည့်ဆည်းပေးနိုင်ရတာလေဒီလောက်ပေးဆက်နေတာကိုမသိရတာလေဒါလေးတောင်မှနားမလည်ဘူးလားအကုန်လုံးပြောမှဖြစ်မှာလားကိုမကျေနပ်နိုင်ပဲစိတ်ပင်ပန်းဆင်းရဲနေရပြီဆိုရင်သိကြပါတယ်မမော်စိတ်ရဲ့နှိပ်စက်မှုကိုအလူးလဲခံနေရလို့ပါမမော်စိတ်ကြီးသူတွေကအကြောင်းမဲ့စိတ်သက်ကြလွယ်ကြပါတယ်ကိုဖြစ်တည်မှုကိုအားမလို့အားမရဖြစ်နေတတ်တဲ့အတွက်စိတ်ပင်ပန်းနေလေးရှိတယ်လက်ကြောမတင်ပဲပြင်းပြင်းတွဲဖြစ်နေတတ်ကြတယ်လှုပ်ဖို့ထက်လူချင်းစိတ်များနေတာကြောင့်ဘာပဲရမလောက်ငှနိုင်ပဲဖြစ်နေတတ်ကြတယ်အကြောင်းပြချက်များပြီးစင်ကြင်တွေနဲ့ဘဝကိုတိဆောက်တတ်ကြတယ်လူချင်တာတွေများပြီးရချင်တာတွေနဲ့တလွဲဖြစ်နေတတ်ကြတယ်အတော်မတတ်နိုင်တဲ့လောဘတွေကြားမှာမောဟိုက်နေတတ်ကြတယ်မမောစိတ်ကိုနိုင်တဲ့စိတ်ဆိုလို့ရောက်ရဲစိတ်ပဲရှိတယ်မမောစိတ်ကမီးနဲ့တူပြီးရောက်ရဲစိတ်ကရေနဲ့တူပါတယ်မတူညီတဲ့ဆန့်ကျင်ဘက်စိတ်နှစ်ခုဟာမရှိမကောင်းရှိမကောင်းစိတ်တွေဖြစ်ပြီးလူသားမှန်ရင်မဖြစ်မနေဝင်းယူကြရမယ့်စိတ်တွေဖြစ်ပါတယ်မမောစိတ်ကမီးပုံကြီးနဲ့တူပါတယ်ဘာပဲထက်လောင်မြဲပစ်လိုက်ပြီးမီးအရှိန်တက်လို့မရနိုင်လောက်အောင်ဆိုးရွားနိုင်တယ်။ရောက်ရစိတ်ကြတော့ရေခဲလိုမျိုးလက်လျှော့စိတ်နဲ့ရေအေးလိုမျိုးကျဉ်တဲ့စိတ်ဆိုပြီးနှစ်မျိုးဖြစ်တတ်တယ်။မမောစိတ်ကြောင့်ရကျင်တာမရနိုင်တဲ့အခါမှာလက်လျှော့စိတ်နဲ့မီးအရှိန်ကိုအရေးပြောခံပြီးတတ်တတ်တယ်။တချို့ကြတော့ကျဉ်တဲ့စိတ်နဲ့မီးအရှိန်မတက်ပဲမီးအပူကိုထိမ့်တတ်ကြတယ်။ဆိုလိုတာကမမောစိတ်ဟာလှုံ့ဆော်စိတ်သုံးဖို့စေ့ဆော်စိတ်ဖြစ်တယ်။အလုပ်တစ်ခုကိုလှုပ်ချင်စိတ်ပေါက်လာမမောစရာတစ်ခုခုနဲ့စေ့ဆော်ပြီးလှုပ်ချင်စိတ်အစစ်နဲ့အလုပ်လုပ်စေနိုင်တယ်။ရောင်ရည်စိတ်ကြတော့ထင်းကြီးဆက်သို့မဟုတ်ထင်းချောင်းစိတ်ဖြစ်တယ်။မမောစိတ်ကြောင့်ပင်မဆင်းရဲသွားနိုင်တဲ့ခွန်အားစိတ်တက်ကိုတက်တက်မတ်မတ်ဖြစ်အောင်လုပ်ပေးတယ်။နှစ်စိတ်လုံးကအစွန်းရောက်သွားရင်လူကိုဒုက္ခပေးပြီးအလောတော်အလယ်လက်မှာထင်းကြီးထားရင်တော့အကျိုးပေးနိုင်တဲ့စိတ်တွေပါ။အာသာစိတ်ရမတ်စိတ်တွေကမကောင်းစိတ်တွေလို့သတ်မှတ်ခံထားရပေမဲ့မကောင်းတဲ့စိတ်တွေရှိလို့သာကောင်းတဲ့စိတ်တွေရဲ့အကျိုးကျေးဇူးဟာတိတာထင်ရှားနိုင်တာဖြစ်ပါတယ်။အမှောင်ရှိလို့အလင်းဝင်းပနိုင်တာဖြစ်ပါတယ်